ပထမနေရာကနေဥဆောင်နေတဲ့အီနိုဒီလေးကိုတေချာပေါက်ကြော်တက်ပြမယ်ဆိုပြီးတော့တစ်ဖက်ကမီကီလေးကလည်းစိတ်ပိုင်းဖြတ်ထားပါတယ်။ဘာမှစိတ်လှုပ်ရှားစရာမလိုကြောင်းပြောပြနေတဲ့နီးပြနာချင်းရဲ့စကားကိုတောင်နားမထောင်တော့ပဲစကိတ်ကွင်းထဲကိုတန်းဝင်လာခဲ့လိုက်ပြီးတော့လူကြီးတွေရဲ့အကူအညီလုံးဝမလိုပဲသူတယောက်တည်းလုံးပြနိုင်တယ်လို့စိတ်ထဲမှာလည်းရေရွပြောဆိုနေပါတယ်။အမှန်တော့မီကီလေးအခုလိုမျိုးလူကြီးတွေကိုမယုံတာကအတိတ်တုန်းကနာကြီးချက်တစ်ခုကြောင့်ဖြစ်ပြီးသူမမလုပ်ခဲ့တဲ့အရာတစ်ခုကိုအပြစ်တစ်ခုလိုဝန်ခံခိုင်းနေတဲ့လူကြီးတွေရဲ့လုပ်ရကြောင်းမို့လို့အဲ့ဒီချိန်ကစပြီးအားလုံးကိုမုံတီးသွားတာဖြစ်ပါတယ်။ပထမနေရာမှာရှိနေတဲ့အီနိုဒီလေးကိုကြော်တတ်နိုင်မှုဆိုရင်တစ်ချက်လေးတော့အမှားလုံးလို့မဖြစ်ဘူးဆိုတာမီကီလေးကလည်းသိနေပြီးတော့အချိန်မောင်းများစွာပေးပြီးလေ့ကျင့်ခဲ့ရတဲ့သူမရဲ့ကြိုးစားမှုတွေကိုရေခဲပြင်ထက်မှာပဲစပြီးတော့ပြသခဲ့ပါတယ်။အစာကောင်းမှနှောင်းသေးကြမယ်ဆိုတဲ့စကားတိုင်းမီကီကအထွက်မှတင်ချစ်စရာကောင်းတဲ့ကာကွယ်နဲ့ပြိတ္တတွေကိုဆွဲဆောင်ခဲ့ပြီးတော့နောက်ခံတေးသွားတဲ့တသားတည်းဖြစ်အောင်ကားပြနေတဲ့သူမရဲ့ပုံစံကြောင့်ကြီးနေတဲ့သူတွေအားလုံးကလည်းပါဇက်အဟောင်းသာဖြစ်ကုန်ကြပါတယ်။အရာအားလုံးအဆင်ပြေပြေရှိနေပြီလို့ထင်နေတဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့အရာတစ်ခုကဖြစ်ပြလာခဲ့ပြီးတော့လေပေါ်နှစ်ဆင့်ကန်ပြီးလှည့်ရမယ့်အကွက်မှာမီကီကဘာကြောင့်မှမသိတစ်စစ်မဲ့လှည့်နိုင်ခဲ့ပါတယ်။ဒါကိုသိချင်းမှာပဲမီကီကိုယ်တိုင်ကလည်းအမှားလုံးလိုက်မိပြီဆိုတဲ့ပုံစံမျိုးနဲ့စိတ်ပြတ်တဲ့မျက်နှာဖြစ်သွားခဲ့ပြီးဒါပဲဆဲခရိုခုံရမယ့်အကွက်မှာချိန်ထားကြိုက်မခုံလိုက်နိုင်တဲ့မီကီရဲ့ပုံစံကြောင့်မို့လို့နီးပြနာချင်းကလည်းနည်းနည်းတော့စိတ်ပူသွားပါတယ်။ဒါပေမဲ့ဒါပဲဆဲခရိုတဲ့အမှတ်ဖို့ရနိုင်တဲ့အခြားကွက်တွေလည်းရှိနေသေးတာကြောင့်မို့လို့မီကီလုံးနိုင်မှာပါလို့နာချင်းကထင်လိုက်ပေမဲ့အရှိကအမှားတစ်ခုကြောင့်လုံးဝအာရုံပြန့်သွားပြီဖြစ်တဲ့မီကီကတော့နောက်လာမယ့်အကွက်တွေကိုပါတလွဲလုံးမိနေပါတယ်။ကံကောင်းစွာနဲ့ပဲသူမလုံးမိလိုက်တဲ့အမားတွေကတတ်မှတ်ထားတဲ့စီးပေါင်တွင်ကဖြစ်နေတာကြောင့်မို့လို့အမှတ်တော့မနှုတ်ခံခဲ့ရပါဘူး။ဒါပေမဲ့လည်းအမှတ်ပို့မရနိုင်တော့ဘူးဆိုတဲ့အတွေ့ကမီကီကိုစိုးရင်စိတ်များလာစေကသူမကိုယ်တိုင်ကလည်းဘာဆက်လုပ်လို့လုံးရမှမသိလုံးဝကိုပန်းနေဖြစ်သွားခဲ့ပါတယ်။ကပြပြီးသားအကွက်တစ်ခုတည်းကိုပဲထက်ကနေတာကြောင့်မို့လို့နီးပြဖြစ်တဲ့နာကျင်ကလည်းစိတ်ပူလာခဲ့ပြီးတော့ကစားသမားဖြစ်သူဟာပွဲပေါ်ကိုတေးကြအာယုံမဆိုင်နိုင်တော့ဘူးဆိုတာဘေးကကြည့်နေတဲ့စုကာစာတို့ကတောင်တတိထားမိလိုက်ကြပါတယ်။လဲကြတာတို့ချေချောတာတို့မရှိတာကြောင့်မို့လို့အမှတ်တော့ရောမသွားဘူးဆိုပေမဲ့အီနိုဒီကိုကြော်တက်ဖို့ဘလုံးမဖြစ်နိုင်တော့ဘူးဆိုတာကိုသိလိုက်ရချိန်မှာစိတ်ပြတ်ပြီးတော့ဝေလဲကန်းစီတန်းပြေးသွားပါတယ်။တမချင်းအောင်ဆောင်နေပေမဲ့မီကီရဲ့ပုံစံအမှန်ကိုမြင်နေရတဲ့နီးပြနာချင်းကတော့အမားလုံးမိလေဘာမှမဖြစ်ကြောင်းလဲကြသွားရင်တောင်ပြန်ထားလို့ရတယ်လို့အားပေးစကားပြောလာကသူမကိုလည်းနှိမ့်သိမ့်ပေးခဲ့ပါတယ်။အတိတ်ကဖြစ်ရဆိုတခုကြောင့်သာလူကြီးတွေရဲ့အကူအညီကိုလုံးဝမယူတော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့နီးပြနာချင်းစီကနေဒီလိုအားပေးစကားမျိုးကြားလိုက်ရတဲ့ချိန်မှာသူမဘက်ကနေရက်တီပေးမဲ့လူတယောက်ရှိနေပါသေးလားဆိုပြီးတော့နားလည်တော့ပေါက်သွားကအရင်ကပြောခဲ့မိဆိုခဲ့မိတာတွေအတွက်လည်းမီကီလေးကအကုန်လုံးတောင်းပန်ခဲ့လိုက်ပါတယ်။သူမတယောက်တည်းအားနဲ့ဒီရာကိုဘလို့မှကြော်လွှမ်းနိုင်မှာမဟုတ်ဘူးဆိုတာကိုနားလည်ပြီးသွားတဲ့နောက်လက်ရွေးစင်ကစားသမားဖြစ်အောင်တင်ပြပေးပါဆိုပြီးနီးပြနာချင်းကိုလည်းတပည့်တယောက်အနေနဲ့တရားဝင်တောင်းဆိုခဲ့လိုက်ပါတယ်။မီကီတို့နှစ်ယောက်သားစကားပြောနေတဲ့နေရာကိုအီနိုဒီလေးကလည်းရောက်ချလာခဲ့ပြီးတော့စကိတ်စီးပြသွားတာအရန်လာတယ်ဆိုတဲ့အကြောင်းချီးကျူးရင်ပြန်ပွဲပြီးသွားပြီဆိုတော့အရင်လိုတငယ်ချင်းပြန်ဖြစ်နိုင်သေးလားဆိုပြီးမီကီကိုလည်းမေးကြည့်ခဲ့လိုက်ပါတယ်။အီနိုဒီပေါ်လှုပ်ခဲ့မိတဲ့တကူကောင်းဆက်မိတဲ့အရာတွေအတွက်လည်းမီကီကရှက်နေခဲ့တယ်ဆိုပေမဲ့သူမစီကနေတငယ်ချင်းဆက်လုပ်ကြရအောင်ဆိုတဲ့စကားကိုကြားလိုက်ရချိန်မှာအရန်ပြောသွားကထပ်ပြီးတော့လည်းပြေဖတ်ခဲ့လိုက်ပါတယ်။အငယ်တန်းစင်ပြိုင်ပွဲတွေရဲ့ရလက်တွေအားလုံးကလည်းခဏကြာမှပဲထွက်ပေါ်လာခဲ့ပြီးတော့ရာမ12မှတ်နဲ့ဦးဆောင်နေတဲ့အီနိုဒီလေးကပထမစုကိုရရှိသွားကတာမန်ကွက်တွေပဲပြလိုက်နိုင်ခဲ့တဲ့မီကီကတော့17မှတ်ဆိုတဲ့ရာမတ်နဲ့တတိယစုကိုရရှိသွားခဲ့ပါတယ်။တက်ဆလူငယ်လေးတွေရဲ့ပြိုင်ပွဲပြီးဆုံးသွားတဲ့နောက်မှာတော့အလဲတန်းစင်ကစားသမားတွေရဲ့အချိန်ကိုရောက်လာခဲ့ပြီးလက်ရွေးစင်ကစားသမားတွေပါဝင်မဲ့အကြောဖြစ်တာကြောင့်မို့လို့စောနာကတ်ထက်လူတွေပိုများလာသလိုရုပ်တံရိုက်ကူးရေးအဖွဲ့တွေပါရောက်လာကြပါတယ်။အငယ်တန်းစင်နဲ့အလဲတန်းစင်ကဒီလောက်တောင်ကွာခြားသွားတာလားဆိုပြီးအီနိုဒီတယောက်လည်းစိတ်ထဲမှာမေးခွန်းထုတ်နေမိပြီးတော့ဟီကာတို့ထွက်လာကိုစောင့်နေတဲ့ချိန်သူမကိုအောင်ငေါက်ခဲ့တဲ့ကောင်လေးရီယိုကလည်းရုတ်တရက်ကြီးအနားကိုရောက်ချလာပါတယ်။ရီယိုကိုမြင်လိုက်ရချိန်မှာအီနိုဒီတယောက်လည်းအရန်ကိုလက်ဖြန့်သွားတယ်ဆိုပေမဲ့တစ်ဖက်ကရီယိုကတော့အီနိုဒီကိုတောင်မမှတ်မိပဲဖြစ်နေကလူချင်းလဲထားသလားထင်ရအောင်ရင်ကျေးပြီးတော့လည်းအနေအေးလုံးနေခဲ့ပါတယ်။အလဲတန်းစင်ပြိုင်ပွဲတာဆိုပေမဲ့လည်းအရင်တုန်းကနာမည်ကြီးခဲ့တဲ့ကစားသမားဟောင်းတွေကပါဒီပြိုင်ပွဲကိုလာအားပေးနေကြတာဖြစ်ပြီးအဲ့ဒီထဲမှာနီးပြစုကစားငငယ်တုန်းကအားကြခဲ့ရတဲ့ငွေတစိမ့်စုရင်ရှင်နီချီယိုကလည်းပါနေခဲ့ပါတယ်။ခဏကြာမှပဲအီနိုဒီတို့စောင့်မျှော်နေတဲ့လက်ရွေးစင်ကစားသမားဟီကာရုကလည်းကွင်းထဲကိုရောက်ချလာခဲ့ပြီးတော့အားလုံးကိုမှင်သက်သွားစေမဲ့ကားကွက်တွေနဲ့အတူရေခဲပြင်ထားမှစပြီးတော့စကိတ်စီးပြခဲ့ပါတယ်။ TV ဖန်သားပြင်ပေါ်ကနေပဲအမြဲတမ်းမြင်ခဲ့ရတဲ့ကားကွက်တွေကိုအခုလိုမျိုးနီးကပ်တွေးမြင်လိုက်ရတဲ့ချိန်မှာတော့အီနိုဒီတယောက်လည်းလုံးဝကိုမှင်သက်သွားခဲ့ပြီးနိုင်ငံလက်ရွေးစင်ဖြစ်မဲ့ကစားသမားတယောက်စီမှာဒီလိုအရေးချင်းတွေရှိတယ်မလားဆိုတာကိုမျက်ဝါးထင်နေမဲ့တွေးမြင်လိုက်ရပါတယ်။နောက်ခံတေးသွားတဲ့သူစီမြောင်းလိုက်ပါနေတဲ့ဟီကာရုရဲ့အကွက်တွေဟာကြီးနေတဲ့ပရိသတ်တွေကိုပါဇက်အဟောင်းသားဖြစ်သွားစေခဲ့ပြီးတော့စောနာကအီနိုဒီခက်ခက်လှုပ်ပြခဲ့တဲ့ကားကွက်ကိုတောင်ဟီကာရုကအသားလေးပဲကားပြနေကဒီကြိုက်ပို့ပြီးတစင်းမြင့်တဲ့ကားကွက်နဲ့ပါပွဲရှိန်ကိုဆက်ပြီးတော့ထိန်ပြသွားခဲ့ပါတယ်။ဟီကာရုကိုဘာကြောင့်ပါရမီရှင်မလေးလို့ခေါ်ကြတယ်လဲဆိုတာအဲ့ဒီချိန်မှာပဲအီနိုဒီဟာနားလည်သဘောပေါက်သွားခဲ့ပြီး68မှတ်ဆိုတဲ့ရာမတ်နဲ့တူပထမနေရာကနေစပြီးဦးဆောင်သူဖြစ်ဒိုင်းတွေကတတ်မှတ်ပေးခဲ့ကြပါတယ်။အခက်ခဲဆုံးပါဆိုတဲ့အရာတွေကဟီကာရုအတွက်တော့အလွယ်လေးဖြစ်နေတာကိုမြင်လိုက်ရချိန်မှာအီနိုဒီကလည်းမလေးစားပဲမနေနိုင်ဖြစ်သွားခဲ့ပြီးတော့တနေ့ကျရင်သူမကိုယ်တိုင်လည်းဟီကာရုလိုမျိုးဖြစ်လာစေရမယ်ဆိုပြီးအဲ့ဒီနေရာမှာပဲအီနိုဒီကစိတ်ပိုင်းဖြတ်ခဲ့လိုက်ပါတယ်။သူမရဲ့ဆုံးဖြတ်ချက်ကိုပြောပြဖို့အတွက်အီနိုဒီကဟီကာရုရဲ့အနောက်ကိုပြေးလိုက်သွားခဲ့ပေမဲ့ပြိုင်ပွဲပြီးတာနဲ့လေ့ကျင့်ရေးတင်တန်းကျောင်းကိုတန်းသွားတဲ့ဟီကာရုကိုတော့မမီလိုက်ပဲသူမရဲ့နီးပြဖြစ်သူနဲ့သာလှေကားအကွေးတစ်ခုမှတွေ့ဆုံသွားပါတယ်
ရုတ်တရက်ကြီးဝင်လာတာကြောင့်မို့လို့အီနိုဒီလည်းနောက်ပြန်လဲကြတော့မလို့ဖြစ်သွားခဲ့ပြီးကံကောင်းကျင်တော့အဲ့ဒီလူကလှမ်းဆွဲပေးခဲ့လိုက်တာကြောင့်သူ့ပေါ်ကိုပဲထိုင်ရသားပြုတ်ကျသွားကအောက်ကလူကတော့မေ့သွားခဲ့ပါတယ်အတင်းပါလာတဲ့ကော်ဖီနဲ့ပဲမျက်နှာကိုလောင်းပြီးတော့နှိုးနေတဲ့အချိန်အီနိုဒီပျောက်သွားလို့လိုက်ရှာနေတဲ့စူကာဆာကပါသူမအနာကိုရောက်ချလာခဲ့ပြီးတော့ဘာဖြစ်တာလဲလို့မေးဖို့လုံးနေတော့ကျမ်းမြင့်မော်ကကော်ဖီတွေကြောက်မို့လို့ချော်လဲသွားကအဲ့ဒီနေရာမှာပဲထပ်ပြီးတော့မေးလဲသွားခဲ့ပါတယ်သူပြန်တတိယလာတဲ့အခါမှာတော့စောနာကလူကလည်းနိုးနေပြီးအဖြစ်ပြက်တွေအားလုံးကိုလည်းအီနိုဒီလေးကပြန်ပြောပြလို့တီးသွားကဟီကာတုကိုလေ့ကျင့်သင်ကြားပေးနေတဲ့နီးပြဖြစ်နေမှန်ကိုပါထပ်ပြီးတော့တီးလိုက်ရပါတယ်ဖြစ်ချင်းတော့ဟီကာတုရဲ့နီးပြဆိုတာကချန်ပီယံရှစ်ပြိုင်ပွဲမှာရွှေတံဆိပ်ရယူထားတဲ့အတော်ဆုံးစကေတာဂျွန်ဆိုတဲ့သူဖြစ်နေပြီးဟီကာတုနဲ့ထိပ်တိုက်တွေ့ဆုံပြီးစကားပြောချင်နေတာဆိုပေမဲ့သူမှမရှိတော့တဲ့အခါမှာတော့နီးပြဖြစ်သူဂျွန်ကိုပဲအမှားစကားပါခိုင်းခဲ့လိုက်ပါတယ်တနေ့ကျရင်ဟီကာတုနဲ့ရှင်ပေါင်တန်းနိုင်တဲ့အရေးချင်းရှိတဲ့စကေတာတယောက်ဖြစ်ကိုဖြစ်လာစေရမယ်လို့နီးပြဂျွန်ကိုပြောခိုင်းခဲ့လိုက်တာဆိုပေမဲ့အီနိုဒီရဲ့တက်ရွယ်နဲ့လက်ရှိအသင်းကိုတီးလိုက်ရတဲ့ဂျွန်ကလည်းဟီကာတုကိုမိဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့ပြန်ပြောပြလာပါတယ်။အခုမှအခြေခံစစ်မှန်ရှိသေးတဲ့ကလေးတယောက်အနေနဲ့ဟီကာတုလိုပါရမီရှင်ကိုလိုက်မိဖို့ဆိုတာကအိမ်မက်ထဲမှာတော့မဖြစ်နိုင်ဘူးလို့ပြက်ပြက်သားသားပဲပြောခဲ့လိုက်ပြီးယုံကြည်မှုပျောက်ဆုံးစေမယ့်စကားတွေပဲပြောနေတဲ့ဂျွန်ရဲ့လုံရကြောင့်မို့လို့တီးမခံနိုင်တော့တဲ့စူကာဆာကလည်းတေချာပေါက်ရှင်ပေါင်တန်းနိုင်လာလိမ့်မယ်လို့ကြားဖြတ်ပြီးတော့ပြောဆိုခဲ့လိုက်ပါတယ်။အီနိုဒီအဲ့ဒီလိုဖြစ်လာအောင်သူကိုယ်တိုင်တင် जा ပေးမှမို့လို့ပဲလို့စူကာဆာကထပ်ပြောခဲ့လိုက်ပြီးတော့ကစားသမားနှစ်ယောက်ရဲ့ရှင်ပြိုင်မှုဆိုတာထက်နီးပြနှစ်ယောက်ရဲ့အားပြိုင်မှုလိုမျိုးဖြစ်သွားကအီနိုဒီတယောက်ဟီကာတုကိုပါကြော်ပြီးချန်ပီယံရွှေတံဆိပ်ဆုကိုရလိမ့်မယ်လို့လက်တွေ့သိမ့်မဆန်တဲ့စကားတစ်ခုကိုပါထပ်ပြောခဲ့လိုက်ရင်းနဲ့ပဲအပိုင်းကားကလည်းဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါတယ်